internet အသုံးပြုမှုကိုစီမံခန့်ခွဲရတာဆိတ်ရှုံနေပြီလားဒါဆိုရင်တော့မဟာနက်ကအသင်အတွက်ပုံမှုလွယ်ကူတဲ့နည်းလမ်းတစ်ခုရှိနေပါပြီဟုတ်ပါတယ်တင်သက်ဆင်ထားတဲ့မဟာနက် internet ကိုစမတ်ကြကြကိုက်တွင်နိုင်မဲ့နည်းလမ်းတစ်ခုရှိနေလို့ပါဒါဆိုရင်မဟာနက် application လေးနဲ့စတင်မိတ်ဆက်ပေးပြသေးရှင်ဒီ application လေးကသင်ဖုန်းထဲကနေ internet နဲ့ပတ်သက်တာတွေကိုအပြည့်အဝထိန်းချုပ်နိုင်အောင်ကူညီပေးမှာပါဒီ application နဲ့ဘာတွေလုပ်နိုင်လဲကဲတူတူလိုက်ကြည့်လိုက်ရအောင်နော်ဒီ application လေးကသုံးရတာအရန်အောင်လွယ်ကူပါတယ် Wi-Fi password ပြောင်းလဲခြင်း internet ညံနှုန်းမြင့်တင်ခြင်းစတာတွေကိုအလဲတကူလုပ်ဆောင်နိုင်ပါတယ်ဒါတွေမကပဲတခြားຢာတွေလည်းအများကြီးလုပ်ဆောင်နိုင်ပါသေးတယ်repeat ရမယ့်ရက်ကိုကြော်တော့မှလည်းစိတ်ပူစရာမလိုပါဘူးနော်တင်းရဲ့ဗီဒီယိုကိုချက်ချင်းကြည့်ပြီးတော့လည်းပေးဆောင်နိုင်ပါသေးတယ်တင်းရဲ့လမ်းစဉ်ကျွေးတွေကိုဝေမန်းနီးနဲ့လည်းအလဲတကူပေးဆောင်နိုင်ပါပြီနော်အကယ်၍ internet ပြတ်တောက်တာလိုင်း300အဆင်မပြေတာစားတဲ့အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်လည်းဒီ application ထဲမှာပဲ24နာရီပတ်လုံးအကူအညီရယူနိုင်ပါတယ်အားလုံးအဆင်ပြေစေဖို့အတွက်အင်္ဂလိပ်မြန်မာဘာသာနှမျိုးဖြင့်လည်းအသုံးပြုနိုင်ပါတယ်ရှင်ကဲဒါဆိုရင်ဘယ်လိုစတင်အသုံးပြုရမလဲဆိုတာကိုပြပြလိုက်မယ်နော်တင်းရဲ့ ID နံပါတ်နဲ့ register လုပ်လိုက်ပါဖုန်းထဲကိုကြာလာတဲ့ကုန်းနံပါတ်ကိုရိုက်ထည့်ပြီး log in ဝင်လိုက်ရုံပါပဲဒါဆိုရင်တော့ application လေးကိုစတင်အသုံးပြုနိုင်ပါပြီခုပဲ application လေးကို Play Store နဲ့ App Store တို့မှာအလွယ်တကူ download လုပ်လိုက်ပါပြင်မြန်သက်လန်မဟာနက်